အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ခရမ်းသီးသမီးလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်တို့ခရမ်းသီးကိုအညာလေးတွေခြွေထားပေးရပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ကြက်သွန်ဖြူမျိုးသီးစိမ်းလေးတွေကိုအော်ကင်းပူတက်ပေးရပါမယ်ခင်ဗျာနောက်ပြီးကျွန်တော်တို့ရေနွေးလေးစူအောင်တည်ထားရပါမယ်ပြီးရင်ခရမ်းသီးလေးတွေကိုထည့်ပြီးတော့ကျက်သွားတဲ့အထိပြုတ်ပေးရပါမယ်ခင်ဗျာကျွန်တော်ကတော့ခရမ်းသီးပြုတ်နေရင်လည်းစိမ့်သားငှက်ပီလေးပါထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ခရမ်းသီးလေးကျက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့စတင်ပြီးတော့ထောင်းလို့ရပါပြီအရင်ဆုံးကျွန်တော်တို့ကြက်သွန်ဖြူမျိုးသီးစိမ်းလေးကိုညံ့အောင်လို့ထောင်းပေးရပါမယ်ကြက်သွန်မျိုးသီးစိမ်းထောင်းထားတာညက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စောစောကပြုတ်ထားတဲ့ခရမ်းသီးလေးတွေကိုပါထည့်ပြီးတော့ထောင်းပေးရပါမယ်ခင်ဗျာနောက်ပြီးအရသာမှုလေးတွေလိုထည့်ပြီးဝယ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ခရမ်းသီးထောင်းလေးဟာရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာတကယ်ချင်းတို့အားလုံးလည်းဒီခါတော့လိုက်လို့စားကြည့်ကြပါအရင်ကလွယ်ကူရောရှင်းပြီးတော့စားလို့ရန်ကောင်းတဲ့ခရမ်းသီးထောင်းလေးပါခင်ဗျာအခုလိုကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တကယ်ချင်းတယောက်ချင်းတီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ကဘယ်လိုမျိုးရင်းတွေကိုချက်ပြပေးမယ်ဆိုတာကိုစောင့်ကြည့်ကြပါဦးလို့အားလုံးပြောချင်ရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာအားလုံးပဲတာယာချမ်းမြေ့သောနေ့လေးဖြစ်ပါစေ